ဒီဗီဒီယိုမှာတော့ brother တို့အတွက် background နောက်ကနေစာလေးထွက်လာပုံစံမျိုးလေးပေါ့နော်အဲ့လိုဗီဒီယိုမျိုးကျွန်တော်လုပ်ပြဖြစ်ပါတယ်ကျွန်တော်တို့တိုက်ကြည့်လိုက်ပါအရင်ဆုံးကျွန်တော်ဒီဗီဒီယိုကျွန်တော်ဆွဲထည့်လိုက်မယ်ပေါ့နော်ဒီကောင်ကိုဆွဲထည့်လိုက်မယ်ဆွဲထည့်ပြီးရဲ့ခါကျရင်ဒီကောင်မလေးကင်မရာကြီးတက်လာတဲ့အချိန်ကိုကျွန်တော်ဖြတ်လိုက်မယ်ပြီးရင်သူပြန်မချခဲ့တဲ့အချိန်ပေါ့နော်ဒီနေရာလောက်ကိုကျွန်တော်ဖြတ်ထားလိုက်မယ်အဲ့ဒါပဲဒီနေရာထားလိုက်မယ်ပြီးတော့ဒီကောင်ကိုလည်းနည်းနည်းလေးဆုံးလေးချဲ့လိုက်ပါပေါ့နော်โอเคဒီမျိုးပုံစံလေးရပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့အရင်ဆုံးဒီတက်ထဲက default တက်တစ်ခုကိုရွေးလိုက်ရွေးပြီးတဲ့ခါကျရင်အဲ့ default တက်ကိုစာလေးရေးလိုက်ပေါ့နော် F4CUS ပေါ့နော် focus ပေါ့ရေးပြီးတော့ကျွန်တော်တို့ကဒီကနေပြီးတော့ကိုသုံးချင်တဲ့ font ပေါ့နော်ကျွန်တော်ကတော့ round တက်လေးချရုပ်ဒီ round တက်လေးပဲသုံးတယ်ပြီးတော့အဲ့ကောင်ကျွန်တော်ဒီကနေပြီးတော့ဆွဲလိုက်ဆွဲပြီးတော့ဒီ family လေးနဲ့ခွက်တိလောက်ပါ family နဲ့ခွက်တိလောက်တွန်းကြည့်ရောနော်တွန်းကြည့်ပြီးတဲ့ခါကျရင်ဘာဆက်လုပ်ရမလဲဆိုတော့ဒီနှစ်ခုကိုကျွန်တော်နည်းနည်းလေးဆွဲလိုက်ပါနော်ဒါဆိုရင် camera family လေးနဲ့ချိန်ပြီးတော့ဆွဲလိုက်ပေါ့တော်တော်လို့ဆိုရပါတယ်ပြီးရင်ဒီနှစ်ခုကို selection ပေးပြီးတော့ control C control V နဲ့လုပ်လိုက်ပေါ့လုပ်ပြီးတဲ့အခါကျရင်ဒီ video clip တစ်ခုကိုဒီအပေါ်ဆုံးမှာထားလိုက်ဒါဆိုရင်ဒီလိုပုံစံဖြစ်သွားလိမ့်မယ်နော်ဒါအပေါ်ဆုံးက video တစ်ခုဒီမှာအောက်မှာစာဒီမှာလည်းစာဆိုတော့ဒီမှာစာနှစ်ခုမမြင်ရတော့မမြင်ရတဲ့အခါဒီအပေါ် video clip ပေးလိုက်နော် selection ပေးလိုက်အပေါ် video selection ပေးပြီးရင် remove video တော့ auto remove ရနှိပ်လိုက်ဒီခဏဆောင်းလိုက်ဒီမှာဒီလိုလေးရလာနော်ဒီလိုရလာပြီဆိုရင်ဒီဘက်တစ်ခုကိုဒီလိုဆွဲထုတ်လိုက်ဒီကောင်အပြင်နော်အပြင်ကိုဆွဲထုတ်လိုက်နော်ဒီလိုဖြစ်သွားလိမ့်မယ်လိုဖြစ်သွားရင် static ရဲ့ shape ကိုသွားလိုက်သွားပြီးရင်ဒီကောင်မှာဒါလေးထည့်လိုက်ထည့်ပြီးသွားတဲ့ခါကျရင်ဒီ face ဆိုတဲ့ကောင်လေးဖွင့်လိုက်ဖွင့်ပြီးသွားတဲ့ခါကျရင်ဒီနားကမှင်ဆုပ်တဲ့အတန်လေးကိုနှိပ်လိုက် clip တစ်ချက်နဲ့နှိပ်ပြီးတဲ့ခါကျရင်ဒီက color တစ်ခုကိုဒီက black ကိုယူလိုက်ယူပြီးတဲ့ခါကျရင်လွတ်တဲ့နေရာကို clip တစ်ချက်ပြန်နှိပ်လိုက်နော်ကိုလွတ်တဲ့နေရာ clip တစ်ချက်ပြန်နှိပ်ပြီးရင်ဒီကနေတော့ဒီလိုဆွဲပြီးရင်ဒီလိုဆွဲဒီကောင်ကိုလည်းနည်းနည်းလေးဒါနဲ့လိုက်ချိန်လိုက်ချိန်ပြီးဒီနှစ်ခုကို selection ပေးပြီးရင် browser ရှိမှာတော့ order ရဲ့ G ရဲ့ထင်တယ်ကျွန်တော်ကတော့ map ဆိုတော့ option ရဲ့ G ရဲ့ဖြစ်သွားအောင်နော်နောက်ပြီးဒီဘက်ကိုလိုဆွဲလိုက်ဒီကောင်ကိုပေါ်တင်လိုက်ဒီလိုဖြစ်သွားပြီပေါ့နော်ဒီလိုဖြစ်သွားတဲ့ခါကျရင်ဒီကောင် selection ပေးပြီးရင် video တွေကိုတော့သွားပြီးတော့ဒီ basic နော်တစ်ခါကျရင်ဒီ remove PG ပဲဖြစ်တဲ့အတက်ဒီ basic ကိုရွေးပြီးတော့ default ကနေပြီးတော့ color 2ကိုချိန်လိုက်ဒီလိုကြီးဖြစ်သွားတယ်ဖြစ်သွားတဲ့ခါကျရင်ဒီထဲကိုဝင်လိုက်ဝင်ပြီးတဲ့ခါကျရင်ခုနက focus ဆိုတဲ့ဟာလေးနှိပ်လိုက်အဲ့ပြီးတဲ့ခါကျရင် font color ကိုမဲချိန်လိုက်မဲချိန်ပြီးရင်ခိုးအောက်ကိုသွားပြီး stroke ဆိုရည်ဒီကောင်လေးကိုဖွင့်ပေးလိုက်ပြန်ပြီးတော့ဒီကောင်ကိုအဖြူအောင်လေးချိန်ပေးလိုက်ပြီးတော့ဒီမှာ stroke က40ဖြစ်နေရမ်းများတယ်အဲ့ကောင်ကို maybe 10လောက်ထားလိုက်ဆိုဒီကပြန်ထွက်လိုက်ဒါဆိုရပြီဒါပေမဲ့ဗီဒီယိုကတိတ်ပြီးတော့ color ကတိတ်ခေါ်မဖြစ်ဘူးပေါ့နော်အဲ့တော့ဒီ color ကိုနည်းနည်းဟိုဖြစ်အောင်ကျွန်တော်တို့ဒီ filter ဆိုတာရှိရယ် filter လေးကိုသွားလိုက်သွားပြီးတော့ဒီမှာ 4K လို့ရိုက်ရှာကြည့်ပေါ့နော် 4K လို့ရိုက်ရှာပြီးရင်ဒါလေးခောက်ထည့်လိုက်ဝါကာလာဒီမှာဒါကာလာ 4K ထည့်ပြီးတော့ဟိုဖြစ်တဲ့အချိန်ဒါ 4K မပါတဲ့အချိန် 4K ပါတဲ့အချိန်တော်ကွာပါနော်တက်ထားပါတော့ဒီဗီဒီယိုလေးက browser အတွက်အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ဒီလိုမျိုးနောက်တဲ့ဗီဒီယိုတွေလည်းအများကြီးလုပ်ပေးအောင်မယ်ပြီးတော့ဒါကျွန်တော်သုံးတဲ့ feature တွေတော်တော်များများတော့ pro feature တွေပေါ့နော်ဒီ 4K ဆိုလဲ pro ပဲဒီထဲမှာပါတဲ့ဒီ auto removal တို့ဘာလို့ကလဲ pro feature တွေပဲပေါ့နော်ဒါရဲ့ pro feature တွေတော်တော်များများ pro ပဲတော့ browser တို့ဒီ pro ကောက်တွေပါလို့ရဆိုရင်လည်းကျွန်တော်ရှိမှလာဝယ်လို့ရတယ်ကျွန်တော်ဈေးသက်စာနဲ့ကြောင်းပေးတယ်ပေါ့နော် private ကောက်နဲ့ OE mail ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်ကျွန်တော်အဲ့ဝယ်လို့ရတဲ့နေရာကိုလည်းကျွန်တော် link လေးချပေးထားမယ် browser တို့ description မှာနောက်ပြီးတော့တွေ့ပါမယ်အားလုံး thank you ပါ